လူတယောက်ကသူအလူလောက်တာကိုလူမမြင်မြင်အောင်အရန်ကြီးကြွယ်ပြပြီးတော့ line ပေါ်ကိုမတိမတာအောင်တိတိတတ်တာအောင်တက်ကြွားနေပြီဆိုရင်အဲ့ဒီအလူကစေတနာတက်တက်မဟုတ်တော့ဘူး Facebook ပေါ်မှာကြည့်လိုက် live လွှင့်ပြီးလူတယ်ကင်မရာကိုဆွဲပြီးတော့မျက်ရည်ချူတယ် caption ရှေးကြီးတွေနဲ့ကုသိုလ်ယူပါတယ်ဆိုပြီးတော့တင်တယ်အချို့ဆိုအလူထက် post ကပိုအရေးကြီးနေလို့ခံစားရတယ်ဒါဆိုသူတို့ကစေတနာမရှိတဲ့သူတွေလားအဲ့လိုလည်းမဟုတ်ဘူးတကယ်တော့အလူအတန်းအလွန်အကျွံပြူတတ်တဲ့သူတွေရဲ့နောက်ကွယ်မှာလူအများမမြင်နိုင်တဲ့စိတ်ပိုင်းဆိုင်ရာလှုပ်ဝက်ချက်တွေရှိနေတတ်တယ်အခုဗီဒီယိုလေးကအလူအတန်းလှုပ်တာကိုမကောင်းပြောတဲ့သဘောမျိုးနဲ့မဟုတ်ဘဲနဲ့အလူအတန်းကိုအလွန်အကျွံလှုပ်ပြတတ်တဲ့သူတွေရဲ့အတွင်းစိတ်ကိုလေ့လာကြည့်တဲ့သဘောမျိုးပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နာမည်ကတော့ EB ပါတကယ်တော့လူတစ်ယောက်ကကောင်းတဲ့အရာတစ်ခုကိုလုပ်တဲ့အခါမှာသူ့ရဲ့အုံနောက်ထဲမှာဒီဒိုပါမင်းလို့ခေါ်တဲ့ chemical တစ်ခုထွက်လာပါတယ်အဲ့ဒါငါတန်ဖိုးရှိတဲ့သူငါလူကောင်းသူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုပေးပါတယ်ဒါပေမဲ့အချို့လူတွေကြပြန်တော့အဲ့ဒီခံစားချက်ကိုကိုယ်စိတ်ထဲကနေမရနိုင်ဘူးအပြင်လူတွေစီရပဲယူရတယ်ဒါကြောင့်သူတို့အတွက်အလူဆိုတာကုသိုလ်ရဖို့အတွက်တည်တံ့မဟုတ်တော့ဘူး attention ရဖို့နေလန်တစ်ခုပါဖြစ်လာတယ် post တင်လိုက်တယ်လူတွေကတာရုလာခေါ်တယ်တကယ်စေတနာကောင်းတာပဲဆိုပြီးတော့လာပြောတယ်အဲ့ဒီ comment တစ်ခုချင်းစီကသူတို့ရဲ့စိတ်ထဲကအပေါက်လေးတွေကိုခဏတာဖြည့်ပေးနေတယ်လို့ပဲစိတ်ပညာမှာအဲ့ဒါကို validation seeking လို့ခေါ်တယ်ကိုယ့်ရဲ့တန်ဖိုးကိုယ့်အတွင်းကမမြင်နိုင်တော့တဲ့အခါလူတွေရဲ့ reaction တွေနဲ့တက်တည်ပြနေရတဲ့စိတ်အခြေအနေကိုပြောတာပါဒါကြောင့်မို့လို့အချို့လူတွေကအလူလုပ်ပြီးရင်လူမသိမှကိုတိတ်ကြောက်တယ်ကင်မရာမပါရင်မကြည့်နိုင်ဘူး post မတင်လိုက်ရရင်တခုခုလွတ်သွားသလိုမျိုးခံစားရတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့လိုချင်တာကုသိုလ်ဆိုတာထက်အတိအမှတ်ပြုမှုကိုပိုလိုချင်တာဒါပေမဲ့ပိုနက်နေတဲ့အရာတစ်ခုရှိသေးတယ်လူတွေကအတွင်းစိတ်ထဲမှာကိုမချစ်နိုင်ဘူးကလေးဘွားတော်ကမချီကျူးခံရဘူး view site မခံရဘူးကိုကတန်မိုးရှိတယ်ဆိုရဲစကားမကြားဘူးတလောက်နဲခဲ့မယ်အဲ့လိုလူတွေကြီးလာတဲ့အခါမှာလူတွေစီကချီကျူးမှုကိုအယံအောင်မှလိုအပ်လာတယ်တကယ်တော့သူတို့ကအလူလုံနေတယ်ဆိုတာထက်ကိုတက်တည်ပြနေတာငါမကောင်းတဲ့သူတရားမဟုတ်ဘူးငါ့ကိုလည်းချစ်ပေးပါငါလည်းတန်မိုးရှိပါတယ်ဆိုတဲ့စကားတွေကိုဓာတ်ရိုက်မပြောဘဲနဲ့အလူနဲ့ပြောနေကြတာဒါကြောင့်မို့လို့အချို့အလူတွေကိုကြည့်လိုက်ရင်အပြင်မှာတော့အယံအောင်မှစေတနာကောင်းနေတယ်လို့ပဲဒါပေမဲ့တယောက်တည်းရှိနေတဲ့အချိန်မှာတော့အလွန်အမင်းကိုထိကျန်နေတတ်တယ်သူတို့ကလူတွေကိုကူညီနေတယ်ဆိုတာထက်တကယ်တော့ကိုယ်စစ်ကိုကယ်တင်မှုကြိုးစားနေကြတာပြီးတော့အချို့ကြပြန်တော့ကိုအပြစ်ရှိတဲ့ခံစားချက်တွေကြောင့်မလို့လေလှူတတ်သေးတယ်အတိတ်ကမှားခဲ့ဘူးလားလူတယောက်ပေါ်မကောင်းခဲ့ဘူးလားကိုအပြစ်ရှိနေတယ်လို့ခံစားနေရတာအဲ့ဒီခံစားချက်တွေကိုရှော့ဖို့အတွက်လူတွေကအလူအရန်လှုပ်လာကြတယ်မတမာတဲ့ရထားတဲ့နီလန်နဲ့ပတ်စံတွေကိုလည်းအလူပြန်လုပ်ပြီးတော့ကိုစိတ်သက်သာရပြန်ယူတတ်တယ်တဘောတော့စိတ်ထဲမှာငါမစိုးပါဘူးငါကောင်းတဲ့အရာတွေလုပ်နေပါတယ်ဆိုပြီးတော့ကိုပြန်ပြီးတော့သူတို့ကတက်တည်ပြနေကြတာဒါကြောင့်အချို့အလူတွေကစေတနာဖြစ်နိုင်တယ်လို့အချို့အလူတွေကြတော့နာကျင်မှုကိုဖုံးထားတဲ့မျက်နှာဖုံးတစ်ခုလည်းဖြစ်နေနိုင်တယ်ဒါပေမဲ့ဒီလိုလူတွေကိုအပြစ်တင်ဖို့ဆိုတာမလွယ်ဘူးဘာဖြစ်လို့လဲဆိုတော့လူတိုင်းမှာကိုယ်တိုင်မမြင်နိုင်တဲ့ဒဏ်ရာတစ်ခုစီရှိတတ်လို့ပဲအချို့ကတိတ်လေးနဲ့ခံစားရတယ်အချို့ကဒေါသနဲ့ဖုံးတယ်အချို့ကကြဟာတာနဲ့ဖုံးတယ်အချို့ကြပြန်တော့အလူနဲ့ဖုံးကွယ်တတ်ကြတယ်တကယ်တော့စေတနာစစ်မှန်တဲ့သူတွေကအတန်သိမ့်မကျဲဘူးသူတို့ကလူသိဖို့ဆိုတာထက်တကယ်ကူညီခြင်းတဲ့စိတ်ကပိုအာရုံစိုက်တယ်တက်သိမလို့လက်ခုပ်တန်နေမလို့ like တွေ comment တွေမလို့အပ်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့စိတ်ထဲမှာကိုယ့်ရဲ့တန်ဖို့ကိုယ်တိုင်တည်ပြီးသားဖြစ်နေလို့ပဲဒါကြောင့်တကယ်အေးချမ်းတဲ့စိတ်တွေကတအားကြီးအတန်မထွက်ဘူး